give ရဲ့ reflective cycle မှာအားလုံးစုစုပေါင်း6ဆင့်ရှိပါတယ် description ရဲ့ feeling ရဲ့ evaluation analysis conclusion action plan ဆိုပြီးတော့ရှိတယ်အဲ့တော့ခုနက cop set cycle နဲ့ give set cycle နဲ့က4ဆင့်နဲ့6ဆင့်ကွာသွားတာပဲရှိတယ်တကယ်တော့သဘောတရားချင်းအတူတူပါပဲအရင်တော့က cop set cycle မှာဒီမှာ watch ဆိုတဲ့နေရာလေးဘာဖြစ်လဲဘာတွေ့လဲသေချာကြည့်ပါဆိုတဲ့ဟာလေးကခုနက give set cycle မှာကျတော့ description ဆိုပြီးတော့မှဖြစ်သွားတယ်အဖြစ်ပြက်တွေကိုအသေးစိတ်ရှင်းလင်းစွာဖော်ပြမယ်တဲ့အဲ့အခြေအနေလေးမှာကြုံလိုက်တဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုဗန်းလိုက်မှုမရှိဘဲနဲ့အသေးစိတ်ဖော်ပြမယ်နောက်တစ်ဆင့်ကကျတော့သူကဘာလုပ်ခိုင်းတာလဲဆိုတော့ကိုယ့်ရဲ့ခံစားချက်သဘောထားအတွေးအမြင်တွေကိုသူကရေးခိုင်းတာအဲ့ဒါကကျတော့ feeling ဖြစ်သွားပြီ feeling မှာခံစားရတဲ့အဖြစ်ပြက်လေးတွေကိုပြောမယ်နောက်တစ်ဆင့်မှာသူက evaluation လုပ်ခိုင်းတယ်အဲ့တော့ evaluation ကကျတော့သူက evaluation နဲ့ analysis နဲ့မှားတတ်တယ်နော်အဲ့တော့ evaluation မှာဘာလုပ်ခိုင်းတာလဲဆိုတော့အခြေအနေကိုသူကကောင်းလားဆိုးလားဆိုပြောပဲပြန်ပြီးတော့မှဆန်းစစ်ခိုင်းတာအဲ့တော့သူက evaluation အောက်မှာဘယ်လိုရေးထားလဲဆိုတော့ what was good and bad about the experience ကိုတွေးကြုံခံစားရတဲ့ပတ်သက်ပြီးတော့မှ what was good ဘယ်ဟာတွေကကောင်းလဲဘယ်ဟာတွေကဆိုးလဲအဲ့မှာ in depth မပါသေးဘူးเนาะ evaluation မှာကောင်းတယ်ဆိုးတယ်အဲ့ဒါကိုပဲ evaluation လုပ်ခိုင်းတာအဲ့တော့အခြေအနေကိုကောင်းလားဆိုးလားဆိုတာကိုပဲဆန်းစစ်ခိုင်းတာအဲ့တော့ဒီထက်ပိုပြီးတော့မှနည်းနည်းလေးအသေးစိတ်လိုက်တဲ့အခါကျတော့ analysis ဖြစ်သွားမယ်အဲ့တော့ analysis မှာ what sense can you make of the situation ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှသူကခွဲခြမ်းစိတ်ဖြာခိုင်းတာခုနကဘာကြောင့်မို့လို့ဖြစ်တယ်လဲဆိုတာကိုတေချာစဉ်းစားဆင်ခြင်ပါဆိုတဲ့အချက်နဲ့ဒီ analysis နဲ့ကကြတော့အတူတူပဲအဲ့တော့အခြေအနေကိုဘာကြောင့်မို့ဖြစ်လဲဆိုတဲ့အကြောင်းအရာတွေကိုခွဲခြမ်းစိတ်ဖြာပြီးပြီဆိုရင်အဲ့ analysis ပေါ်မှာအခြေခံပြီးတဲ့အခါကျတော့ conclusion ဆွဲရတယ်ဒါကတော့ဘာကြောင့်မို့ဖြစ်သွားတာပါဆိုပြီးတော့မှ conclusion ဆွဲရတယ်အဲ့ conclusion ဆွဲသွားပြီးပြီဆိုရင်သူက if it arose again နောက်တစ်ချိန်ဒီလိုမျိုးဖြစ်ပျက်ခဲ့တယ်ဆိုရင် what would you do ငါဆိုရင်ဘယ်လိုလုပ်မှာလဲပေါ့နော် action plan လေးကိုဆွဲပါတဲ့အဲ့တော့အပြင်စာရေးပြီဆိုရင်တားတို့သမီးတို့စာရေးမယ်ဆိုရင် introduction ဆိုတာပါမယ်ပေါ့နော်အဲ့တော့ introduction ရဲ့ body ရဲ့ conclusion ရဲ့3ခုရှိမယ်အဲ့တော့ introduction ဆိုတဲ့အပိုင်းမှာကျတော့သူကဘာလေးရေးတာရှိလဲဆိုတော့အဲ့မှာအကြံပေးချင်တာကကျတော့ introduction စတော့မယ်ဆိုရင်တဲ့ introduction မှာသူက hook ဆိုတာလေးပါရမယ်နောက်တစ်ခါ thesis statement ဆိုတာလေးပါရမယ်အဲ့တော့ hook ဆိုတာကကျတော့သူက တစ်ဖက်လူစာဖတ်တဲ့လူရဲ့စိတ်ကိုသွားပြီးတော့မှမိသွားအောင်လို့ပေါ့နော်သူဖတ်ထိသွားအောင်လို့ရေးရတဲ့အကြောင်းအရာလေးအဲ့ဒါလေးကိုသူက hook လို့ခေါ်တယ် catch the reader attention အဲ့တော့ဒီစာဖတ်တဲ့လူကဒီဥစ္စာကိုဖတ်လိုက်တဲ့အခါမှာပို့ပြီးတော့မှစိတ်ဝင်စားနိုင်မဲ့အကြောင်းအရာလေးတစ်ခုနဲ့စလိုက်မယ် make them want to read more ပို့ဖတ်ချင်စိတ်ပေါက်သွားအောင်လို့စလိုက်တဲ့အကြောင်းအရာလေးနဲ့ထူးထူးဆန်းဆန်းလေးစလိုက်မယ်အဲ့တော့ပြီးပြီဆိုရင်နောက်တစ်ဆင့်ကကျတော့ဗာရေးရမလဲဆိုတော့ thesis statement ရေးရမယ်အဲ့တော့ statement မှာကျတော့သူကတိတိကျကျအဖြစ်ပြက်လေးတွေပေါ်ပြမယ်ဒီအကြောင်းအရာမှာဘာ topic လေးအကြောင်းကိုထပ်ပြီးတော့မှပေါ်ပြသွားမှာဖြစ်ပါတယ်ဆိုတဲ့ဥစ္စာကို introduce လုပ်ပေးတဲ့ဟာလေးကို introduction မှာစရေးပေးရမယ်တဲ့ဒါက introduction မှာအစပြောတဲ့ပုံစံလေးကိုပြောတာပါဆိုတော့ body မှာဘာတွေရေးမလဲဆိုတော့ body မှာခုနကတော့ corpse နဲ့ရေးမလား give နဲ့ရေးမလားရေးမဲ့ပုံစံအတိုင်းကိုစရေးလို့ရပါတယ်အဲ့တော့ဒီမှာကျတော့သူက experience နဲ့ရေးတဲ့အခါမှာတဲ့ကိုတွေးကြုံရတဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့မှ reflecting on ဘာတွေ reflect လုပ်လို့ရဆိုတော့အတွေ့အကြုံတွေကိုနှိုင်းယှဉ်ပြီးတော့မှပြောပြလို့ရတယ် describe the things အဲ့ဒါ description ကိုပဲပြောတာပါကိုကြုံတွေ့ခဲ့ရတဲ့အခြေအနေကို describe လုပ်မယ်ဖော်ပြမယ်ပြီးရင် your emotion ဒါကကြတော့ feeling ဆိုတဲ့အဆင့်ပေါ့နော်အဲ့တော့ feeling ဆိုတဲ့အဆင့်မှာသူကကိုဘာတွေကိုတွေးကြုံလိုက်ရလဲဆိုတဲ့ဥစ္စာကိုသူက emotion အဲ့မှာကိုခံစားရတဲ့ခံစားချက် feeling ဆိုတဲ့ဟာတွေကိုဖော်ပြမယ်ပြီးတော့မှ recount interaction မှာကျတော့သူကဘာတွေပါလာပြီလဲဆိုတော့ခုနကပြောလိုက်တဲ့ evaluation မှာ good or bad ဆိုတဲ့ဥစ္စာတွေကိုယ့်ရဲ့ interact လုပ်တဲ့ဥစ္စာလေးတွေကိုပြန်ပြီးတော့မှရေးမယ်ပြီးရင် contrast it with any expectation ကိုမျှော်လင့်ထားတဲ့အချက်လက်တွေနဲ့ပြန်ပြီးတော့မှနှိုင်းယှဉ်စဉ်းစားမယ်ဒါကတော့ analysis လုပ်တဲ့အဆင့်ဖြစ်သွားပြီအဲ့ဒါပြီးပြီဆိုရင်အဲ့မှာစာရေးတဲ့အခါမှာ paragraph ဘယ်နှခုထည့်ပေးရမလဲ3ပိုက်ရေးရင်ကောင်းမလား2ပိုက်ရေးရင်ကောင်းမလား4ပိုက်ရေးရင်ကောင်းမလား5ပိုက်ရေးရင်ကောင်းမလားဘယ်နှပိုက်ပဲရေးဘာဖြစ်ရမလဲဆိုတော့ကိုပြောချင်တဲ့အတွေ့အကြုံတွေနဲ့ reflection တွေကိုပြည့်စုံပြောနိုင်မယ်ဆိုရင်တစ်ပိုင်းနဲ့လည်းရတယ်ဘယ်နှပိုက်ပဲရေးလို့ရတယ်အဓိကတော့ဒီအချက်လက်လေးတွေအကုန်လုံးပါအောင်လို့ရေးရမယ်ဆိုတော့ give ကိုသုံးမယ်ဆိုရင်တော့အဲ့မှာအကြောင်းအရာ6မျိုးရှိမယ် description ရှိမယ် feeling ရှိမယ် evaluation ရှိမယ် analysis ရှိမယ် conclusion ရှိမယ်ပြီးတော့မှ in the future
ဒါကိုတကယ်ကြုံတွေ့ခဲ့ရရင်ကိုသာဆိုရင်တော့ဘာလုပ်ပါမယ်ဆိုတဲ့ plan လေးကိုထည့်ရေးပေးမယ်အဲ့ဒါပြီးဆိုရင်တော့ body အကြောင်းပြီးဆိုရင်တော့ conclusion ရေးမယ်အဲ့တော့ conclusion ရေးတဲ့အခါမှာဘာတွေပါမလဲဆိုတော့ conclusion မှာကျတော့ရေးတဲ့အခါမှာအရင်တော့က body မှာရေးထားခဲ့တဲ့အချက်တွေမှာ tie up any loose end အဲ့မှာဆိုရင်ပိုရေးခဲ့တဲ့စာကြောင်းတွေကိုပြန်ပြီးတော့မှအဆုံးသတ်ပြန်ချီနှောင်ပေးတဲ့အဆင့်တွေပါမယ်အဲ့တော့အဲ့မှာ statement မှာရေးထားခဲ့တဲ့ introduction မှာတော့ statement မှာရေးထားခဲ့တဲ့အဲ့ statement ကို conclusion မှာပြန်ထည့်ရေးမယ်အတိအကျကြီးတော့ပြန်မထည့်ဘူးပေါ့နော်သူ့ကို restating လုပ်ဒါမှမဟုတ် paraphrasing လုပ်ပြီးတော့မှပြန်ထည့်ပေးမယ်အဲ့ပြီးဆိုရင်သူကအဆုံးသတ်မှာနောက်ဆုံးမှာသူက final thoughts ဆိုသူအတွေးလေးတစ်ချက်နှစ်ချက်လေးထည့်ရေးပြီးတဲ့အခါကျတော့ကိုရေးထားခဲ့တဲ့ body မှာရေးထားခဲ့တဲ့ဟာလေးတွေကိုပြန်ပြီးတော့မှ reflect လုပ်တဲ့ statement လေးတွေကို conclusion မှာပြန်ထည့်ပေးမယ်တဲ့ဆိုတော့ဒီမှာရေးခိုင်းတာက introduction မှာရေးထားခဲ့တဲ့ဟာလေးတွေကိုပြန်ရေးမယ် body မှာရေးထားခဲ့တဲ့ဟာလေးကိုအတွေးလေးတစ်ချက်နှစ်ချက်နဲ့ပြန်သုံးပြီးတဲ့အခါကျတော့ conclusion ကိုပြန်ပိတ်ပေးမယ်တဲ့အဲ့ဒါက introduction ရဲ့ body ရဲ့ conclusion ရဲ့ရေးတဲ့နည်းလေးကိုပြောတာပေါ့နော်နောက်ဥပမာလေးတစ်ချက်ပြန်ပြောပါမယ်အဲ့တော့ဒီမှာ situation လေးတစ်ခုပေးထားပါတယ်ကျောင်းသားတစ်ယောက်ပေါ့နော်လောလောဆယ်ဝက်ထဲဆင်းနေတဲ့အခါကျတော့ဝက်ထဲဆင်းတဲ့အတွေ့အကြုံလေးကိုပြန်ပြီးတော့မှပြောထားပေးတာပါအဲ့တော့ဝက်ထဲကိုဆင်းတဲ့အခါကျတော့သူက University of Nursing ရန်ကုန်ကကျောင်းသားတစ်ယောက်ကပေါ့နော်သူက 1GH မှာရှိတဲ့ surgical ward ကိုသူသွားတယ်ပေါ့နော်သွားတဲ့အခါကျတော့သူ patient တစ်ယောက်ကိုတွေ့တယ် patient ကဘာဖြစ်နေရလဲဆိုတော့ suffering pain နာနေတာဘာလို့နာနေရလဲဆိုတော့ acute appendicitis ကိုခွဲလိုက်တဲ့အခါကျတော့ surgical wound ကြောင့်မို့လို့သူနာနေတာအဲ့နာနေတဲ့ဥစ္စာကိုသူကအဲ့မှာသူက patient ကဒီ surgical wound ကြောင့်မို့လို့နာနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကအဲ့မှာသူက acute pain ဆိုပြီးတော့မှသူ diagnosis လုပ်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့အခြေအနေလေးကို reflective thinking လေးရေးလိုက်တဲ့အခါကျတော့ဘာလေးတွေထွက်လာလဲဆိုတော့အဲ့မှာနည်းနည်းလေးဖြည်းဖြည်းချင်းလေးလိုက်ဖတ်ကြည့်လိုက်နော် teacher လည်းဖတ်တော့ဖတ်ပေးပါမယ်အဲ့တော့ဒါကိုတော့ကျောင်းသားတွေအသုံးများတဲ့ Gibbs ရဲ့ reflective cycle 6ချက်နဲ့ရေးထားပေးပါတယ်အဲ့တော့ introduction မှာကျတော့သူက reflection အကြောင်းကိုစပြီးတော့ရေးရပေါ့နော်ဒါတော့ introduction ကိုထားလိုက်ပါတော့အဲ့မှာပညာပြုကရေးထားတာပါပဲအဲ့တော့ဒီမှာ I was assigned ဆိုပြီးတော့မှရေးထားတာလေးကို highlight လုပ်ထားပေးပါတယ်ဘာလို့ reflection ကကျတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုရေးရတာဆိုတော့အဲ့ singular pronoun တွေကိုရှောင်လို့မရသေးဘူးဘာလို့ကိုယ့်အကြောင်းကိုပြန်ပြောနေရတာပေါ့နော်ဒါက BNSC ကျောင်းသား NDS ကျောင်းသားဆိုရင်တော့ I was တို့ he was တို့ she was တို့အဲ့ဒါတွေနဲ့ရေးလို့ရသေးတယ်ဒါပေမဲ့ master ကျတော့သူက academic writing နဲ့ရေးရမယ်ဆိုတော့ဒါတွေဆိုရင်တော့သူကဒီမှာ I တို့ပြောလိုက်တယ်ဆိုရင် I ကိုမသုံးရဘူးဆိုပြီးတော့မှ academic writing မှာကျတော့ဒါတွေကိုပြန်ပြောင်းခိုင်းသွားတယ် undergrad မှာတော့သုံးလို့ရတယ်အဲ့တော့သူဒီမှာရန်ကုန်စေယုံကြီးရဲ့ surgical ward ကိုကြားတဲ့အချိန်မှာကြုံရတဲ့ reflection လေးတစ်ခုကိုလုပ်ပြပါမယ်ပေါ့နော် situation ကိုလုပ်ပြပါမယ်အဲ့မှာသူ patient မှာ acute pain following surgery ခွဲပြီးနောက်ပိုင်းမှာ pain ရနေတဲ့လူနာတစ်ယောက်နဲ့သူကြုံရတဲ့အကြောင်းကိုသူထည့်ပြီးတော့မှပြောထားတယ်အဲ့မှာပြောပြီးတဲ့အခါကျတော့သူကအဲ့မှာ description လုပ်တဲ့အခါမှာ description မှာသူဘာတွေပြောထားခဲ့လဲဆိုတော့ဒီ clinical placement surgical ward ကိုချလိုက်တဲ့အခါမှာတဲ့သူ patient တစ်ယောက်ကိုတွေ့တယ်ပေါ့နော် appendectomy လုပ်ထားတဲ့ patient တစ်ယောက်ကိုတွေ့တယ် patient ကကြည့်လိုက်တဲ့အခါကျတော့ distress အရန်ဖြစ်နေတာကိုတွေ့ရတယ်ပြီးရင် was experiencing significant pain သူခံစားနေရတာတော်တော်ပြင်းပြင်းထန်ထန်နာကျင်နေတာကိုတွေ့ရတဲ့အခါကျတော့အဲ့မှာသူ science စံတန်လေးတွေလည်းသူထပ်ပြောထားတယ်အဲ့တော့ patient ကဘာတွေဖြစ်နေလဲဆိုတော့သူက Winston ဖြစ်နေတယ်နောက်က surgical wound ရဲ့အနားနေရာကိုသူကင်ပြီးတော့ဖိထားတယ်ပေါ့နော် indicating discomfort တော်တော်လေးကိုမတက်မတာဖြစ်နေတဲ့ပုံပေါ့နော်အဲ့တော့ patient ကိုသူ assess လုပ်လိုက်တဲ့အခါမှာသူ acute pain လို့ diagnosis တက်လိုက်တယ် related to surgical wound ဆိုပြီးတော့မှသူ diagnosis တက်လိုက်တယ်တက်ပြီးတဲ့အခါကျတော့သူ situation လေးကိုသူဆက်ပြောပါပဲဘာပြောလဲဆိုတော့သူကအဲ့ဒီအကြောင်းအရာကိုတဲ့အဲ့မှာတာဝန်ကျနေတဲ့အမကိုသူreport လုပ်တယ်ပေါ့နော် report လုပ်တဲ့အခါကျတော့အဲ့ဒီအမနဲ့သူနဲ့ပြန်ပြီးတော့မှ patient medical record တွေကိုကြည့်ပြီးတော့မှ pain management တွေပေးထားလားဆိုတာကိုသူကြည့်တယ်တဲ့ကြည့်လိုက်တဲ့အခါကျတော့အဲ့မှာ analgesics ပေးထားခဲ့တဲ့အခါကျတော့အဲ့မှာသူက analgesics တွေကို administering analgesics ပေါ့နော် maybe တခြားဆေးတစ်မျိုးမျိုးဖြစ်လိမ့်မယ်အဲ့ဒါသူတောက်လိုက်တဲ့အခါကျတော့တိုက်လိုက်တယ်တိုက်လိုက်ပြီးတဲ့အခါကျတော့အဲ့မှာရင်သူက medication တစ်မျိုးတည်းနေမကဘဲနဲ့သူကအဲ့မှာသူဆက်ပြီးတော့မှ nursing care တွေပေးတယ်အဲ့တော့သမီးတို့သားတို့ရင်းနေကြအတိုင်းပေါ့နော် comfort measure လေးတွေဘာလေးတွေသုံးလဲဆိုတော့ repositioning နေရာလေးတွေပြောင်းပေးတယ်နောက်ကဒီကနေပြီးတော့မှ dispersion အာရုံပြောင်းသွားဖို့အတွက်ကိုနည်းလမ်းလေးတွေသုံးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးသုံးလိုက်ပေးမဲ့လေတဲ့ patient က high levels of pain ဆက်ဖြစ်နေတဲ့အခါကျတော့စစကျင်တော့ကတော့သူကဒါ acute pain လို့သူ diagnosis တက်လိုက်တယ်လောက်ရမယ့်နည်းလမ်းတွေအကုန်လုံးကိုသူလုပ်တယ်ဆေးတွေလည်းသူတိုက်တယ်ထိုးတယ်
ပြီးရင်တခြား nursing intervention တွေလည်းလုပ်တယ်ဒါပေမဲ့ဒီမှာ patient ကဆက်ပြီးတော့မှနာနေတဲ့အခါကျတော့သူဘာဖြစ်သွားလဲဆိုတော့အဲ့မှာ to feel uncertain ဖြစ်သွားတယ်ကိုလှုပ်ထားခဲ့တဲ့ဟာကမှန်ရဲ့လားဆိုတဲ့ဟာကို effectively manage လုပ်နိုင်လားမလုပ်နိုင်လားဆိုတဲ့ဥစ္စာကိုသူနည်းနည်းလေးတန်တရားစဖြစ်လာတယ်တဲ့အဲ့တော့ဒါကကြတော့သူကဘာဖြစ်တာလဲဆိုတော့သူက description လုပ်လိုက်တာသူကြုံတွေ့ရတဲ့အတွေ့အကြုံတစ်ခုကိုသူအသေးစိတ်ပေါ်ပြလိုက်တာပေါ့နော်အဲ့တော့နောက်တစ်ဆင့်ကကြတော့ဘာလုပ်မှာလဲဆိုတော့ feeling အဲ့တော့ feeling မှာကျတော့သူဘာတွေဖြစ်သွားလဲဆိုတော့အဲ့မှာစစချင်း diagnosis လုပ်ပြီးတော့မှ acute pain လို့ diagnosis တက်ပြီးတော့မှအဲ့မှာသူ theory တွေကိုသုံးပြီးတဲ့အခါကျတော့တောင်းစာသင်ခန်းမှာသုံးတဲ့ theory တွေကိုသုံးပြီးတဲ့အခါကျတော့သူ acute pain လို့ diagnosis တက်တုန်းကကျတော့သူအဆင်ပြေသေးတယ်အဲ့ချိန်ထိကကျတော့သူက I feel confidence ဖြစ်သေးတယ်ငါ acute pain လို့တက်တာမှန်သွားပြီပေါ့နော်ဒါပေမဲ့အဲ့မှာသူရဲ့ intervention တွေပြီးပြီမဲ့လေ pain ကရှိနေသေးတဲ့အချိန်ကျတော့သူဘာတွေဖြစ်လာလဲဆိုတော့ငါလောက်တာမှန်ရဲ့လားဆိုပြီးတော့မှ anxious ဖြစ်လာတယ် frustrated ဖြစ်လာတယ်အဲ့ဒီအချိန်တွေမှာကိုယ့်ရဲ့ ability ပေါ့နော်သူကအဲ့မှာ hour လို့သုံးထားတယ်ဘာလို့ဆိုတော့သူနဲ့ staff အမနဲ့နှစ်ယောက်တူတူလုပ်ကြတာကိုအဲ့တော့ဒါကိုကောင်းကောင်းမွန်လုပ်ပေးနိုင်ရဲ့လားပြီးတဲ့အခါကျတော့ဒါလုပ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ကို patient ကတက်တာသွားတာဟုတ်ရဲ့လားဆိုတဲ့ဥစ္စာကိုသူကအဲ့ချိန်မှာ unsure ဖြစ်လာတယ်တဲ့သူ့ကိုသူနည်းနည်းတန်တရားစိတ်ဝင်လာတယ်ပေါ့နော်အဲ့လိုမျိုးဝင်လာတဲ့အခါမှာအဲ့မှာဘာတွေဖြစ်လာလဲဆိုတော့ patient ကလည်းထပ်ပြီးတော့မှသူက provide immediate relief မြန်တက်တာအောင်လို့လုပ်ဖို့အတွက်ကိုသူကတောင်းဆိုနေတဲ့အခါကျတော့အဲ့မှာကိုငါလုံလိုက်တာတွေကလုံလောက်မှုရှိရလားဆိုတာကိုစပြီးတော့မှမတိမ်မချအခြေအနေလေးကိုစပြီးတော့မှခံစားလာရတယ်ဒါကတော့သူ့ရဲ့ feeling အကြောင်းကိုပြောတာပါဆိုတော့အဲ့ feeling ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ကကြတော့သူကဘာလုပ်ခိုင်းတာလဲဆိုတော့ evaluation လုပ်ခိုင်းတာပါအဲ့တော့ evaluation မှာကြတော့သူက good or bad နှစ်ခုပြောရမယ်လို့ပြောထားတယ်နော်ဘယ်ဟာတွေကကောင်းခဲ့လဲဘယ်ဟာတွေကဆိုးသွားလဲဆိုတော့စချင်းမှာတော့ကြတော့သူက positive aspect မှာတော့ကြတော့သူကဘာတွေကိုသူ feeling ကောင်းခဲ့လဲဆိုတော့သူကစချင်းမှာ patient ရဲ့ pain ကိုလည်းသူတေးချာ correctly assess လုပ်နိုင်တယ်နောက်တစ်ခါအမကိုလည်းတွားပြီးတော့မှ inform လဲကောင်းလုပ်နိုင်တယ်ညွှန်ကြားထားတဲ့ဆေးတွေကိုလည်းသူပေးနိုင်တယ်အဲ့ချိန်မှာသူကသူ့ကိုယ်သူကောင်းနေသေးတယ် feeling ကောင်းနေသေးတယ် confidence ရနေသေးတယ်ပေါ့နော်အဲ့ချိန်မှာနောက်တစ်ခုကကြတော့သူက pharmacology action တွေမကဘဲနဲ့သူကဘာလုပ်နိုင်လဲဆိုတော့ empathy ကိုလည်းသူပြလာနိုင်တယ်ပေါ့နော် non pharmacological pain relief အနေနဲ့ repositioning တို့နောက်က emotional support တို့ကိုလည်းပေးတဲ့အခါကျတော့အဲ့ချိန်မှာသူကသူ့ရဲ့ feeling သူအနေနဲ့သူကောင်းလုပ်လာနိုင်သေးတယ်အဲ့မှာမကောင်းတာကဘာလဲဆိုတော့သူက patient ကမတက်တာသွားတဲ့အခါကျတော့သူကအဲ့မှာ uncertainty ကိုမတေချာတော့ဘူးထပ်ပြီးတော့မှဘာလုပ်ရမလဲဒါမှမဟုတ် re-evaluation ဘာလုပ်ရမလဲဆိုတဲ့ဥစ္စာကိုစပြီးတော့မှမတေချာတဲ့ feeling ခံစားလာရပြီနောက်တစ်ခါကျတော့အဲ့ချိန်မှာသူဘာဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့အတွေ့အကြုံလေးတွေမှာ complexity of pain management ကိုထပ်လေ့လာဖို့လိုပါလားဆိုတာကိုသူစပြီးတော့သိလာတယ်နောက်တစ်ခုကကျတော့ patient ကဒီလိုမျိုး persistent ဖြစ်နေတယ်ဆိုရင်နဲ့ discomfort ဖြစ်နေတယ်ဆိုရင်နောက်ထပ် basic intervention တွေပေးရုံနဲ့မလုံလောက်နိုင်ဘူးဆိုတာကိုလည်းသူစပြီးတော့မှသိလာတယ်တဲ့ဒါကတော့ evaluation မှာသူက good or bad ဆိုတဲ့ဥစ္စာလေးကို evaluation လုပ်သွားတာပါအဲ့တော့နောက်တစ်ဆင့်မှာ analysis အကြောင်းပါပါတယ်အဲ့တော့ analysis မှာကျတော့သူကအဲ့မှာ reflecting on this experience အဲ့မှာသူကဘာတွေပါလာလဲဆိုတော့ pain management ဆိုတာက multifaceted approach ဖြစ်တယ်ဆိုတာမှာသူက pharmacological ရော non pharmacological intervention တွေလိုတယ်ဆိုတာကိုလည်းသိလာတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့သူလုပ်လိုက်တဲ့ assessment မှာသူကပို့ပြီးတော့မှ more comprehensive evaluation လုပ်တင်တယ်ဆိုတာရဲ့အဲ့မှာသူကဘာတွေပါလုပ်ဖို့ကြံခဲ့တာလဲဆိုတော့ patient ရဲ့ pain threshold ကိုသူမကြည့်ခဲ့ရဘူးသူဘယ်လိုလုပ်ရင်တက်တာမလဲဆိုတဲ့ဟာကိုသူမကြည့်ခဲ့ရဘူးအဲ့တော့ pain threshold ကိုမကြည့်ခဲ့ရဘူးနောက် response to medication ဆေးကိုသူဘယ်လို response လုပ်လဲဆိုတာကိုမကြည့်ခဲ့ရဘူးနောက်က emotional state ကိုသူမကြည့်ခဲ့ရဘူးဒါလေးတွေလိုတယ်ဆိုတာကိုသူသိသွားတယ်တဲ့နောက်တစ်ခုကကျတော့သူ pain assessment လုပ်တဲ့အခါမှာ pain assessment ကိုသုံးတဲ့အခါမှာ numeric pain rating scale သုံးဖို့လိုတယ်ဆိုတာကိုလည်းသူ analyze လုပ်ရတယ်တဲ့အဲ့မှာသူက pain လို့ပဲပြောပြီးတော့မှ pain scale မှာဘယ်လောက် out of 10ဘယ်လောက်ပါညာကွမပြောထားဘူးပေါ့နော်အဲ့ဒါလေးကိုလည်းသူမသိခဲ့ဘူးဆိုတာကိုလည်းကြည့်လာတယ်နောက်တစ်ခါကျတော့ pain မှာတခြား breathing exercise တို့နောက်က guided imaginary တို့ heat therapy တို့အဲ့ဒါလေးလုပ်ဖို့လိုတယ်ဆိုတာကိုလည်းသူ analyze ဖြစ်လာတယ်တဲ့ဆိုတော့အဲ့မှာနောက်တစ်ဆင့်မှာသူ conclusion လေးဆွဲလို့ရပါတယ်ဘာလေး conclude လုပ်လိုက်လဲဆိုတော့သူက analysis ပြီးတော့နောက်တစ်ဆင့်ကကြတော့ conclusion ပေါ့နော် conclusion မှာဒီအခြေအနေကနေတစ်ဆင့်သူဘာကို conclude လုပ်လို့ရလဲဆိုတော့ patient ရဲ့ acute pain ကိုတော့သူက
successfully identify and address တော့လုပ်နိုင်တယ်ဒါပေမဲ့ gap ကကြတော့ဘာဖြစ်သွားလဲဆိုတော့ pain management မှာ gap ဖြစ်သွားတယ်အဲ့တော့ continually assessing လုပ်ဖို့လိုတယ်ဆိုတာရယ်တခြား healthcare professional တွေနဲ့ပေါင်းပြီးတော့လုပ်ဖို့ဆိုတဲ့ဥစ္စာလေးပါလာတယ်ဆိုတာကိုသူသိလာတယ်အဲ့တော့ future plan မှာဘာတွေပါမလဲဆိုတော့ action plan မှာနောက်တစ်ခါ pain management လုပ်တယ်ဆိုရင်ဘာလေးတွေကိုလည်းပြည့်စုံအောင်လို့ adopt လုပ်မယ်ဆိုတာလေးတွေကိုပြန်ရေးထားတယ်အဲ့တော့ action plan မှာပါတဲ့အချက်ကကြတော့သူကဘာကိုအဓိကပြန်ပြီးတော့မှမူတည်ပြီးတော့ရေးတာလဲဆိုတော့ analysis မှာပါတဲ့ဟာတွေပြန်ရေးလိုက်တာ analysis မှာကြတော့သူကဖြစ်တဲ့အကြောင်းရင်းတွေနဲ့ပါပြန်ပြီးတော့မှချိတ်ဆက်ပြီးတော့စဉ်းစားတော့ analysis ကိုပဲသူကဘယ်အချက်လေးတွေကိုတော့ပယ်ပါလေးတွေကိုပြင်မမယ်ဆိုပြီးတော့မှ action plan ပြန်လုပ်လိုက်တာပြန်ပြရမလားဒါကသူ့ရဲ့ saturation ကျောင်းသားတယောက် 1G က surgical work ကိုသွားတယ် patient appendectomy ခွဲထားတဲ့ patient နဲ့တွေ့တယ်အဲ့မှာ patient နဲ့တွေ့တော့ patient နာနေတာကိုသူတွေ့တယ်တွေ့ပြီးတော့မှသူအဲ့မှာ Gibbs ရဲ့ reflective cycle ကိုသုံးပြီးတဲ့အခါကျတော့သူအဲ့မှာ reflective essay လေးရေးတယ်ပေါ့နော်ဆိုတော့ introduction မှာသူကဒီဘက်မှာ reflection ဆိုတဲ့ definition လေးနဲ့သူထည့်ပြောထားတယ် Gibbs ရဲ့ reflective cycle ကိုသုံးပြီးတော့မှရေးပါမယ်ဆိုပြီးတော့ပြောပြီးတော့မှအောက်မှာကျတော့သူက thesis statement လေးကိုပေးထားတယ်ဒါကတော့ဟုတ်ပေါ့နော်လူနည်းနည်းစိတ်ဝင်စားအောင်လူရှိန်အောင်လို့စရေးလိုက်တာပေါ့နော်အဲ့မှာအများသောအားဖြင့်တော့ဟိုစကားလုံးကြီးကြီးလေးတွေနဲ့စလိုက်တာများတယ်အဲ့ဒါပြီးတော့မှ thesis statement မှာကျတော့သူကဘာပြောလဲဆိုတော့ဒီမှာနောက်မှာ body မှာဘာတွေရေးမလဲဆိုတဲ့ topic လေးကိုပဲ thesis statement မှာပြန်ရေးလိုက်တာပါအဲ့ဒါပြီးဆိုရင်သူက description မှာအသေးစိတ်ပြောတယ်ပြီးရင်ကိုကြုံလိုက်ရတဲ့ feeling ပေါ့နော်စစချင်းမှာ confidence ဖြစ်တယ်နောက်ပိုင်းကျတော့သူကတဖြည်းဖြည်းနဲ့ anxious and frustrated ဖြစ်လာတယ်ကို concern ဖြစ်လာတယ် unsure ဖြစ်လာတယ်ပေါ့နော်အဲ့ဒါလေးတွေပြောတယ်ဒါက evaluation မှာ good နဲ့ bad အကြောင်းကိုပြောထားခဲ့တာပါကိုလုံနိုင်တဲ့အချက်တွေကိုလည်းပြောသွားတယ်ကိုမလုံနိုင်တဲ့လိုနေတဲ့အချက်တွေကိုလည်းပြောသွားတယ်အဲ့ဒါပြီးတော့မှ analysis အကြောင်းပြောတယ် analysis ကပြန်ကြည့်တာနော် analysis ကကြတော့အနောက်ဘက်က future plan နဲ့နည်းနည်းလေးဆက်နေတယ်ပြီးရင်သူ conclusion လုပ်တယ်ပြီးရင်သူဒီမှာ action plan ဆွဲတယ်ပေါ့နော်